လူနိုင်ကကျွန်တော်စီကမြို့ကြီးတွေနဲ့တော့မတူဘူးစိတ်ငြိမ်နေဒီလိုမျိုးလက်ဖက်ဆိုင်တို့ restaurant ပုံစံမျိုးလေးတွေတော့ရှိမယ်ရက်ပီရပါဘာညာတော့မရှိဘူးကျွန်တော်လောက်ကဒီစာအုပ်ကြီးမှာပေါ့တန်ရှင်းသောမြို့တော်လို့ပြောလို့ဘာလို့ဆိုလမ်းလျှောက်သူလည်းနဲတယ်အဲ့တော့လမ်းတွေပေါ်ကြည့်လိုက်ရင်ဘာအမိုက်မှလည်းမရှိဘူးတန်ရှင်းတယ်ရေမြောင်းတွေပါတွေစနစ်လောက်ထားတယ်တော်တော်ကောင်းတယ်ဒီမှာကမိုးရိုင်တဲ့နေရာကြီးပဲရှိတော့မိုးကအမြဲတမ်းရွာတယ်ຢာရီတိုင်းမှာရွာတယ်ဒါပေမဲ့ဘလောက်ရွာရေမကြည့်ဘူးရေမတင်ဒီကောင်ကဒါမျိုးတဲ့ပေါ့ကျွန်တော်ကားမဆောင်လာကျိုးရဲ့ ferry မဆောင်ကျင်တော့ကျွန်တော်စော့ပြန်အလုပ်ချိန်တွေတတားကြီးလောက်စော့ပြီးထွက်လာအဲ့လိုတော်တဲ့နေရာကိုနိုင်ဘက်လောက်တော့လမ်းလျှောက်လမ်းလျှောက်လို့ကောင်းတယ်တိတ်စိတ်ငြိမ်သက်အဲ့လိုမျိုးဟိုမှာကားပါကင်အဆောက်ဘူးတော်လို့ကားပါကင်အဆောက်နဲ့ပေးမှလူနေတဲ့တိုက်ခိုက်နဲ့တစ်ဆက်တည်းလောက်ထားကားရအရန်ပေါ်တာကားလမ်းကြက်တယ်ဆိုတာခက်ရှားရှားဘယ်တော့မှမဆောင်အောင်မိပွင့်တော့ဝမ်းဘာဘိုက်နဲ့သွားတူလဲဆိုကျွန်တော်တချို့လမ်းနေဆိုရင်မသိရင်ကလောတော့တောင်ကြီးတို့ရောက်နေသလိုမျိုးအဲ့လိုမျိုးတောင်အဲ့လိုမျိုးတက်လိုက်ဆင်းလိုက်တက်လိုက်ဒီနေရာလေးမှာဒါတော့အပင်လေးကြီးရနော်ဒီနေရာလေးမှာဒါအပင်ရှာကျန်တဲ့နေရာအကုန်လုံးအပင်ပြီးရင်တိုက်တွေအပင်နဲ့တိုက်တွေနဲ့ရောထားလို့ရင်ဒီအမြင့်အခက်အမြင့်ကြီးကနေကြည့်လိုက်ရင်တောအုပ်ကြီးပဲမောထရမဂျင်းငါသွေးအတောင်ရောက်သွားသလိုဝေးဆောင်လည်းချင်း
ဝါရဲ့တန်ရာကိုစားပါပြရောစုံနေရီဝေဝါရဲ့ခဲငါချင်စရာတွေပြန်ပြောတဲ့ခိုင်မှာforeigner တွေတော်တော်များများလာပြီဆိုရင်နေခဲ့ပါတယ်ဆိုဒီနေရာတွေမှာပဲဓာတ်ပုံတွေရိုက်ကြဒီအစာဦးကိုရိုက်တယ်ဒီဘက်တွေရိုက်တယ်ဒီနေရာရိုက်တယ်ဘာထူးခြားလို့လဲတော့မသိဘူးလာရင်ကားနဲ့အုပ်လိုက်ကြီးရောက်တော့ချလာကြဒီနေရာပေါ့ဒီမှာတစ်ခုရှိတာလမ်းကူတာရဲကူလို့ရသူတို့နိုင်ငံလမ်းလျှောက်တဲ့လူတိုက်ပြီးမှအရမ်းကြောက်တာမနေရမယ်နော်နောက်တော့ကြည့်နေကျွန်တော်လမ်းလျှောက်တော့မှကျွန်တော်အရှင်လျှော့တယ်ဟုတ်ပါလားအဲ့လမ်းလျှောက်တာမြင်ရင်သူတို့ဘာလို့ကားတွေမောင်းလာလဲချက်ချင်းထိုးရပြီးစောင့်ပေးကြကျွန်တော်နိုင်ငံနဲ့တူလို့ပဲနော်ဒီနေရာမှာပွဲတွေပါလို့အဲ့လိုဈေးဆိုင်တွေအပြည့်ဖြစ်တယ်ကျွန်တော်အုပ်စီကညာမောင်းဒီကဘယ်မောင်းညာပဲစင်ကူလောနဲ့တူတာပါပဲစင်ကူစတိုင်ပုံစံမျိုးပါပဲငွေကြီးရအစအထက်မြင့်အစာအုပ်တွေဆိုတာဒီနေရာလောက်မှာပဲရှိတာကျန်တဲ့နေရာတွေကနှစ်ထပ်သုံးထပ်အဲ့လောက်တွေပဲတစ်ပင်နေရာမှာအစာအုပ်တွေတက်ကြီးတယ်အဲ့လိုမျိုးသူတို့စီကရုရှားပုံစံမျိုးတွေဒီလိုမျိုးတွေလည်းရှိတယ်ဒီပုံစံ